မင်းတို့ကြားဘူးတဲ့ကိုကျင့်တရားအကြောင်းဆိုတာအဲ့ဒါကနေအကျိုးမြတ်ရတဲ့သူတွေရဲ့အကျယ်လောင်ဆုံးချီးကျူးတယ်စီမင်းစီကန်တယ်ဆိုတာဘယ်တော့မှကြားနေဆိုတာမျိုးမရှိဘူးအောင်နိုင်သူတွေကရေးဆွဲကြတယ်တက်တောင့်တက်တာရှိတဲ့သူတွေကပြင်ဆင်ကြတယ်ပြီးတော့အဲ့ဒီစပွဲဝိုင်းမှာနေရာမရခဲ့တဲ့သူတွေအပေါ်အတင်းအကျပ်လိုက်နာခိုင်းကြတယ်ဒါကိုတရားမျှတတယ်လို့ခေါ်တာကဉာဏ်ပညာမဟုတ်ဘူးအစင်ကြီးလို့တုံလုံးခဲ့တာတယ်လူတွေကနာခံတာကိုတီးလာလို့ထင်ကြတယ်လိုက်နာတာကိုကောင်းမြတ်ခြင်းလို့ထင်ကြတယ်သူတို့မိတ်နေတာကစနစ်တွေကတန့်စင်မှုကိုစုမချဘူးအာနာနဲ့လိုက်လျောညီထွေဖြစ်လာကိုပဲစုချတယ်တမိုင်းကဘလို့လုတ်ခဲ့တယ်ဆိုတာမမေ့ဘူးဘာကြံခဲ့တယ်ဆိုတာပဲမေ့တယ်တိဆောက်သူကိုပဲမှတ်မိကြတယ်ကိရိယာတွေကိုမဟုတ်ဘူးအုပ်ဆိုးသူကိုပဲချီးမွမ်းကြတယ်သူ့ကိုအဲ့ဒီနေရာရောက်အောင်ပို့ဆောင်ပေးခဲ့တဲ့လမ်းကြောင်းကိုမဟုတ်ဘူးမြင့်မြတ်တဲ့စကားလုံးတွေနဲ့ထုတ်ပိုးထားတဲ့ကြာရှုံးမှုလည်းကြာရှုံးမှုပါပဲဘလောက်ပဲရည်ရချက်ကောင်းကောင်းနဲ့လုတ်ခဲ့ပါစေကြာရှုံးမှုကိုအမှန်တရားအဖြစ်ပြောင်းလဲလို့မရဘူးအောင်မြင်စင်ဆိုတာလိုအပ်ချက်အရာဖတ်တီလာရတော့နောက်ပိုင်းမှာတော့ဉာဏ်ပညာအမျော်မြင့်ပညာရှိလို့တမှုခံရတယ်ဒါကကဘာကြီးကရက်ဆက်လို့မဟုတ်ဘူးသူကတသမက်ထဲဖြစ်လို့ပဲရလက်တွေကသာခွင့်ပြုရည်တရားမျှတမှုကိုပြန်ရေးတယ်ပြီးတော့ရလက်တစ်ခုရှိလာပြီဆိုတာနဲ့ငင်းခုန်မှုနဲ့ပြီးဆုံးသွားတယ်ဒါဆိုတကယ့်မိကုန်းကလုတ်ရက်တစ်ခုကတန့်စင်ခဲ့လားဆိုတာဘယ်တော့မှမဟုတ်ဘူးတန့်စင်မှုကမင်းကိုအကျိုးဆက်တွေကနေကာကွယ်မပေးနိုင်ဘူးတရားမျှတမှုကမင်းကိုလက်တွေ့ဘဝကနေကာကွယ်မပေးနိုင်ဘူးလက်တွေ့ကဘာမှာစံပြအတွေ့ခေါ်တွေကရွေးချယ်စေရမယ်ဒါပေမဲ့အကျိုးဆက်တွေကတော့ရွေးချယ်စရာမဟုတ်ဘူးဒီအချက်ကိုနားလည်တဲ့သူတွေကကိုကျင်တရားအကြောင်းငင်းခုန်မနေဘူးသူတို့ကလှုပ်ဆောင်ယူရလက်ကိုပဲစကားပြောခိုင်းတယ်